မင်္ဂလာဆောင်နေ့မှာအမျိုးသမီးကသူမရဲ့မောင်လေးနဲ့အတူထွက်ပြေးခဲ့ပါတယ်။မထင်မှတ်ပဲထွက်ပြေးနေတော့သူတို့နှစ်ယောက်ကအတော်တဆမှုဖြစ်ခဲ့ပါတယ်။သူမရဲ့မောင်လေးကသူမကိုကာကွယ်ပေးရင်းကားတိုက်ခံရပြီးသတိမေ့မျောသွားပါတယ်။သူမရဲ့ဆေးဆက်ထားသူဟာအကောင်းဆုံးဆေးဘက်ဆိုင်ရာအဖွဲ့ကိုရှာပေးနိုင်မှန်းသိတာကြောင့်သူမဟာမောင်လေးကိုကယ်တင်ပေးဖို့သူ့ကိုတောင်းပန်ခဲ့ရပါတယ်။ဒါပေမဲ့မျိုးသားကတော့သူမထွက်ပြေးဖို့စူးစမ်းခဲ့တာကြောင့်ရင်ကွဲမတက်ခံစားခဲ့ရပါတယ်။သူကဆေးအဖွဲ့ကိုငှားပေးနိုင်ပေမဲ့ဆေးကုသစရိတ်ကိုတော့သူမကိုယ်တိုင်ရှာရမယ်လို့ပြောပါတယ်။သူမကိုအဆက်ခွဲဖို့အတွက်အမျိုးသားကအခုကစပြီးမင်းငါကိုစိတ်ကျေနပ်အောင်လုပ်ပေးတဲ့အချိန်တိုင်းအတွက်ထိုက်တန်တဲ့ပတ်စံကိုငှားပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ကစပြီးသူတို့ရဲ့အိမ်ထောင်ရေးဘဝဟာအချိန်ချင်းအခါခါဈေးနှုန်းသတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဒါအပြင်အမျိုးသားဟာသူတို့ရဲ့လက်ထပ်မှုကိုလည်းလူသိရှင်ကြားဘယ်တော့မှမထုတ်ပြန်ခဲ့ပါဘူး။ဒီနေ့မှာတော့အမျိုးသားကအမျိုးသမီးဟာလစဉ်ဆေးတွေအများကြီးဝယ်နေတာကိုသိသွားပါတယ်။သူမနေမကောင်းဘူးလားလို့မေးတဲ့အခါသူမကညှင်းဆိုလိုက်ပြီးဒီဆေးတွေကိုတောက်ခိုင်းတာကသူကိုယ်တိုင်ပဲမဟုတ်လားလို့ပြန်ပြောပါတယ်။အမျိုးသားဟာဇဝေဇဝါဖြစ်သွားပါတယ်။အိမ်ပြန်ရောက်တဲ့အခါအိမ်တော်ထိန်ကိုသူ့ဇနီးကဘယ်အချိန်ကစပြီးဆေးတောက်တာလဲလို့မေးကြည့်ပါတယ်။အိမ်တော်ထိန်ကသူမဟာလက်ထက်ကလေးကအဲ့ဒီဆေးလုံးတွေကိုတောက်နေတာဖြစ်ပြီးလစဉ်ဆရာဝန်အဖွဲ့တစ်ဖွဲ့အိမ်ကိုလာလေးရှိတယ်လို့ပြောပါတယ်။အဲ့ဒီဆရာဝန်တွေကိုအမျိုးသားကပဲလွှတ်လိုက်တာလို့သူမကပြောခဲ့ပါတယ်။အမျိုးသားဟာတခုခုမှားနေပြီဆိုတာချက်ချင်းရိပ်မိသွားပြီးအမှန်တရားကိုစုံစမ်းဖို့သူ့လက်ထောက်ကိုအမိန့်ပေးလိုက်ပါတယ်။လက်ထောက်ကမကြခင်မှာပဲအဖြေကိုရှာတွေ့သွားပါတယ်။ဒါတွေအားလုံးဟာအမျိုးသမီးရဲ့မွေးစားမိခင်လှုပ်ဆောင်ခဲ့တာပါ။အမျိုးသမီးရဲ့မွေးစားမိခင်ကအမျိုးသားရဲ့နာမည်ကိုအသုံးချပြီးသူမကိုအားစေးမျိုးမျိုးအမြဲတမ်းတောက်ခိုင်းနေခဲ့တာဖြစ်ပါတယ်။အမျိုးသားဟာအင်အားကြီးရဲ့မိသားစုကလာတာဖြစ်လို့မွေးစားမိခင်ကသူမကိုအမွေဆက်ခံမဲ့သူအမြန်ဆုံးကိုဝင်ရစေချင်နေတာပါ။အမျိုးသမီးရဲ့အလုပ်ကိုလည်းသူမဟာဇနီးကောင်းတစ်ယောက်ဖြစ်တဲ့နေဆိုပြီးမွေးစားမိခင်ကပဲဖြုတ်ပစ်ခဲ့တာ။ဒါကိုတီးလိုက်ရတဲ့အခါအမျိုးသားဟာအရန်ဒေါသထွက်သွားပြီးမွေးစားမိခင်ကိုတွားရောက်ရင်ဆိုင်ကသူတို့ရဲ့သဘောတူညီချက်ကိုမမေ့ဖို့တတိပေးလိုက်ပါတယ်။တကယ်တော့လွန်ခဲ့တဲ့2နှစ်ကအမျိုးသမီးရဲ့မွေးစားမိခင်ဟာသူမကိုချမ်းသာတဲ့လူအိုကြီးတစ်ယောက်နဲ့ပေးစားတော့မဲ့အကြောင်းအမျိုးသားကမတော်တဆကြားခဲ့တာပါ။သူမကိုကယ်တင်ဖို့အတွက်သူဟာမွေးစားမိခင်နဲ့စာချုပ်တစ်ခုချုပ်ခဲ့ပါတယ်။သူကအမျိုးသမီးကိုလက်ထပ်ခွင့်ရဖို့ဒေါ်လာတန်း90ပေးခဲ့ပြီးသူမရဲ့ဘဝတွေကိုနောက်ထပ်မနှောက်ယှက်ပါဘူးလို့မွေးစားမိခင်စီကတတိတောင်းခဲ့တာပါ။သူကအမျိုးသမီးကိုအမြဲတမ်းအလေးအနက်ချစ်ခဲ့တာဖြစ်ပေမဲ့သူမကတော့သူ့ကိုအထင်လွဲနေခဲ့ပါတယ်။သူမကိုဆက်ပြီးအထင်မလွဲစေချင်တော့တာကြောင့်သူကသူမကိုညစာအတူတူစားဖို့ဖိတ်လိုက်ပါတယ်။ထမင်းစပွဲမှာသူကဒါတွေအားလုံးဟာမွေးစားမိခင်ရဲ့လက်ချက်ဖြစ်ကြောင်းနဲ့သူကဈေးတွေတောက်ဖို့ဘယ်တော့မှမခိုင်းခဲ့ကြောင်းပြောပြပါတယ်။ဒါပေမဲ့အမျိုးသမီးကတော့သူတို့ရဲ့ပတ်သက်မှုအပေါ်မှာစိတ်ကုန်နေပြီဖြစ်လို့ဘယ်သူမှတာဝန်ရှိလဲဆိုတာကိုဂရုမစိုက်တော့ပါဘူး။အမျိုးသားကဒေါသတကြီးနဲ့မင်းမှာဂရုစိုက်ရမယ့်အရာတစ်ခုမှမရှိတော့ဘူးလားလို့မေးတဲ့အခါအမျိုးသမီးကအခုကျမဂရုစိုက်တာကမောင်လေးရဲ့လစဉ်ဆေးဖို့ပတ်စံရဖို့ပဲရှိတယ်လို့ပြန်ပြောပါတယ်။အမျိုးသားကထပ်ပြီးရှင်းပြဖို့စူးစမ်းပေမဲ့အမျိုးသမီးကထပြီးထွက်သွားပါတယ်။အမျိုးသားဟာအလွန်ပဲအားကိုးရမယ်လို့ခံစားလိုက်ရပါတယ်။နောက်တစ်နေ့မှာအမျိုးသမီးဟာစပွဲပေါ်မှာအမျိုးသားပေးထားတဲ့လက်ဆောင်တစ်ခုကိုတွေ့လိုက်ရပါတယ်။အံ့ဩစရာကောင်းတာကအဲ့ဒါဟာသူ့ရဲ့ Apple Credit Card ဖြစ်ပြီးနောက်ကျောမှာလျှို့ဝှက်နံပါတ်ကိုကတ်ထားပါတယ်။အဲ့ဒီနောက်သူမနောက်ထပ် file တစ်ခုကိုဖွင့်ကြည့်ပါတယ်။အဲ့ဒါကတော့ TV ဌာနတစ်ခုကအင်တာဗျူးခေါ်စာဖြစ်ပါတယ်။ကောလိပ်တုန်းကသူမဟာရုပ်တံလိုင်းမှာအလုပ်လုပ်ဖို့အမြဲတမ်းအိမ်မက်ခဲ့တာဖြစ်ပြီးအမျိုးသားကသူမရဲ့အိမ်မက်တွေနဲ့ဝါသနာအားလုံးကိုမှတ်မိနေခဲ့တာပါ။အဲ့ဒီလက်ဆောင်ကြောင့်သူမအရန်စိတ်လှုပ်ရှားသွားပြီးအိမ်ကပန်းအိုးတွေကအလှဆုံးပန်းအချို့ကိုချက်ချင်းယူကသူ့ကိုကိုယ်တိုင်သွားပြီးကျေးဇူးတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ကိုတွေးဖို့သွားနေတဲ့လမ်းမှာသူကသူမပေးတဲ့ပန်းတွေကိုလက်မခံမှစိုးရိမ်တာကြောင့်သူမရင်ခုန်နေပါတယ်။အဲ့ဒီ